ဒီနာမည်ကိုကြားလိုက်တာနဲ့မသိတဲ့သူမရှိလောက်အောင်အင်အားကြီးတဲ့ Mitsubishi လုပ်ငန်းစုကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်း150ကျော်ကအရန်ဟိုမှာဆင်းရဲတဲ့ဆာမူရိုင်းကောင်လေးတယောက်ရဲ့အိမ်မက်ကနေဖြစ်လာတယ်ဆိုရင်ယုံမလားရှင်ဒီနေ့ခေတ်ဂျပန်နိုင်ငံရဲ့လမ်းမပေါ်မှာဆိုရင် Mitsubishi မော်တာကားထုတ်တဲ့ကားတွေကောင်းကင်ပေါ်မှာဆိုရင် Mitsubishi ကထုတ်ထားတဲ့လေယာဉ်ပျံတွေ Mitsubishi Electronic ကထုတ်တဲ့ရေခဲသစ်သား Aircon အဝတ်လျှော်စက်စသဖြင့်လူသုံးဆောင်ပစ္စည်းတွေအပြင်အာကာသထဲကိုထုတ်လို့မဲ့ဒုံးပြန် rocket တွေကအစ Mitsubishi ကနေထုတ်လွှတ်ထားတာဖြစ်ပါတယ်ဒီနေ့မှာတော့တာမန်ဆင်းရဲသားဘွားကနေဇွဲနှပဲကြီးကြီးနဲ့ရုံထွက်ပြီးတော့ဂျပန်ရဲ့စီးပွားရေးကိုပြောင်းလဲပစ်ခဲ့တဲ့ဒီထောင်သူရတတော်အီဝါဆာကီရဲ့မယုံနိုင်စရာဘဝခရီးစဉ်နဲ့ Mitsubishi ဘလို့အောင်မြင်လာလဲစစ်ပွဲတွေကြားမှာဘလို့အင်အားကြီးလာလဲနောက်ဆုံးဒုတိယကမ္ဘာစစ်ဖြစ်ပြီးနောက်မှာအပိုင်းပိုင်းဆဆအခွဲခံရတဲ့ဘဝကနေဘလို့မျိုး Phoenix ငှက်လိုပြန်လည်ရှင်သန်လာလဲဆိုတဲ့ဖြစ်ရမှန်သမိုင်းကိုအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်တကယ်လို့စီးပွားရေးသမိုင်းကိုစိတ်ဝင်စားရသူဆိုရင်တော့ဒီဗီဒီယိုအဆုံးထိကြည့်ဖို့တိုက်တွန်းချင်ပါတယ်Mitsubishi ကိုစတင်တည်ထောင်ခဲ့တဲ့ရတာတော်ဆိုတဲ့လူကသူကဆာမူရိုင်းမျိုးနွယ်ဖြစ်တယ်ဒါပေမဲ့သူ့မိသားစုကအရန်ဆင်းရဲလွန်းလို့ဒီဆာမူရိုင်းကုံပုတ်ကိုတော့ရောင်းချထားရတယ်ဘဝပေါ့နော်ဒီရတာတော်ကသူငယ်ငယ်တုန်းကဆင်းရဲလွန်းလို့သူ့မှာဝစ်စုံကီမိုနိုပေါ့နော်တစ်ထည်ပဲရှိခဲ့တယ်အဲ့တစ်ထည်ကိုပဲကြောင်းတက်လဲဒါပဲအလုံးလုံးလဲဒါပဲဝစ်ခဲ့ရတယ်ပေါ့နော်ညဘက်ရောက်ရင်အမေကအဲ့ဒီဝစ်စုံကိုလျှော်ပြီးတော့မိဖို့ပေးမှအချောက်ခံပြီးတယ်မနက်လင်းတဲ့အခါမှာတော့ဒီမဆိုးမချောက်ဖြစ်နေတဲ့ဝစ်စုံကိုပြန်ဝစ်ပြီးတော့ဘဝကိုဆက်ပြီးတော့ရုန်းကန်ရတယ်သူ့ရဲ့အခြေအနေကဒီတော်တော်လေးကိုဆင်းရဲတယ်လို့ပြောလို့ရတယ်ပေါ့နော်ရတာတော့ကသူကစာသင်ခြင်းတယ်ဒါပေမဲ့သူ့မှာစာသင်မှုပတ်စံမရှိဘူးအဲ့တော့သူကသူများစီကနေစာအုပ်တွေကိုငှားပြီးတော့အစာအဆုံးလက်ရည်နဲ့ကူးရေးခဲ့တယ်တခါလေဆိုရင်ညာနဲ့တန်းကောင်အထိဒီစီမီရိန်လေးနဲ့စာတွေကိုတောက်လျှောက်ကူးရေးနေရတယ်ပေါ့နော်ဒီလိုကူးရေးခြင်းအပြင်လည်းပတ်စံကုန်တတ်တာယုံနဲ့မကပဲနဲ့သူကစာတွေကိုလည်းပို့ပြီးတော့မှတ်မိလာတယ်ပေါ့နော်ဒီစိတ်ဓာတ်ဟာဆိုရင်သူ့ရဲ့ပညာလိုလားစိတ်နဲ့ဇွဲနှပဲကြီးမှုကိုပြနေတယ်လို့ပြောလို့ရတယ်တနေ့မှာတော့ဒီရတတော်ကပညာသင်ဖို့အတွက်သူ့ရဲ့ဇာတိရွာလေးကနေဒီအေဒိုပေါ့နော်အေဒိုကအခုလက်ရှိတိုကျိုအဲ့ဒီမြို့အထိကိုလမ်းလျှောက်ပြီးတော့သွားခဲ့တယ်အဲ့ဒီခရီးစဉ်မှာဆိုရင်ကီလိုမီတာရာပေါင်းများစွာရှည်ပြီးတော့တောင်တက်တောင်ဆင်းလမ်းတွေတောအုပ်တွေကိုလည်းဖြတ်တန်းခဲ့ရတယ်လမ်းမှာဆိုရင်သူစားဖို့အတွက်စံပြုံးနဲ့ဟင်းသီးဟင်းရွက်ကိုပဲအားကိုးပြီးတော့သူအေဒိုမြို့ထီကိုရောက်အောင်သွားခဲ့တယ်ဒီလိုပင်ပန်းတဲ့ခရီးစဉ်ကိုကြော်ဖြတ်နိုင်ခဲ့တယ်ဆိုတာလေဒါသူ့မှာစိတ်ဓာတ်ကြန့်ခိုင်နေဆိုတာကိုပြနေရပေါ့နော်အေဒိုမျိုးကိုရောက်တဲ့အခါမှာရတာတော်ကတတိယအိမ်မှာအစီကံအဖြစ်ဝင်ရောက်လုပ်ကင်ပြီးတော့နေ့ဘက်မှာအိမ်လုပ်တွေကိုလုပ်တယ်ညဘက်မှာတတိယသားသမီးတွေနဲ့တူတူပညာသင်ကြားခွင့်ကိုရခဲ့ပါတယ်ဒါကလည်းသူ့အတွက်တခုတည်းသောပညာသင်မှုနီလန်ဖြစ်ခဲ့ပါတယ်ဒီလိုမျိုးအောက်ခြေဘွားကနေရုန်းကန်ရင်းနဲ့ပညာသင်ခဲ့ရတဲ့အတွက်ကြောင့်သူ့ရဲ့ခံယူချက်တွေကပို့ပြီးတော့ခိုင်မာလာခဲ့တယ်ပေါ့နော်1868ခုနှစ်မှာရတာတော်ကနာဂါဆာကီမှာရှိတဲ့တိုဆာအဖွဲ့ရဲ့ကုန်သွယ်ရေးလုပ်ငန်းတွေမှာမန်နေဂျာအဖြစ်နဲ့စတင်ပြီးတာဝန်ယူခဲ့တယ်။ဒါပေမဲ့ဂျပန်နိုင်ငံကအနောက်နိုင်ငံတွေနဲ့ကုန်သွယ်ဖို့ပိုမိုပွင့်လင်းလာတာနဲ့အမျှဒီစီးပွားရေးဗဟိုချက်ကနာဂါဆာကီကနေအိုဆာကာခိုးဘက်ယိုကိုဟာမာတို့ဘက်ကိုရွှေ့လာတယ်ပေါ့နော်။အဲ့ချိန်မှာရတာရောက1869ခုနှစ်မှာအိုဆာကာကိုပြောင်းရွှေ့ခဲ့ရပြီးတော့အဲ့နေရာမှာလုပ်ငန်းခွင်ကိုဦးဆောင်ခွင့်ရခဲ့တယ်။ဒါဟာ Mitsubishi Empire ဖြစ်လာဖို့အတွက်ပထမဦးဆုံးခြေလှမ်းလေးဖြစ်တယ်1880မှာ Tsukumo Shokai ဆိုတဲ့နာမည်နဲ့ဒီတိုဆာအဖွဲ့ကနေငှားထားတဲ့မီးသင်္ဘော3စင်းနဲ့လုပ်ငန်းကိုစခဲ့တယ်1883မှာတော့ Mitsubishi Shokai လို့နာမည်ပြောင်းပြီးတော့ရုံးချုပ်ကိုလည်းတိုကျိုကိုပြောင်းလိုက်တယ်ဒါဟာဒီနိုင်ငံတော်အဆင့်လုပ်ငန်းစုကြီးဖြစ်ဖို့အတွက်ပြင်ဆင်လိုက်တဲ့သဘောပဲပေါ့နော်ဒီ Mitsubishi ရဲ့အကြီးမားဆုံးအချိုးအကွေ့တစ်ခု turning point ကဘာလဲဆိုတော့ဒီအစိုးရအစီကနေမှဥတီတန်စာချုပ်ကိုသူကရရှိခဲ့တယ်ပေါ့နော်သူကဒီသင်္ဘော3စင်းနဲ့သူကကုန်သွယ်ရေးလုပ်ငန်းပဲလုပ်နေရကနေပြီးတော့ဒီအစိုးရနဲ့အဆက်အသွယ်ရပြီးတော့အစိုးရကသူတို့ပိုင်တဲ့သင်္ဘောအစင်း30ကျော်ကိုဒီရတာတော်ကိုလွှဲပြောင်းပေးခဲ့တယ်အဲ့ဒီကနေမှစပြီးတော့ Mitsubishi ကဂျပန်ရဲ့အင်အားကြီးဆုံးပုဂ္ဂလိကသင်္ဘောလုပ်ငန်းစုဖြစ်လာခဲ့တယ်1884ခုနှစ်ထိုင်ဝမ်စစ်စင်ရေးမှာဂျပန်စစ်သည်တွေကိုတည်ယူပို့ဆောင်ဖို့အတွက် Mitsubishi ရဲ့သင်္ဘောတွေကိုပဲအသုံးပြုခဲ့တယ်။1889ပုံကန်မှုကိုနှိမ်နင်းဖို့အတွက်လည်း Mitsubishi ကပဲအစိုးရကိုသင်္ဘောတွေထောက်ပံ့ပေးခဲ့တယ်။ဒီစစ်ပွဲတွေကြောင့်ပဲအစိုးရယုံကြည်မှုကိုပိုမိုပြီးတော့ရလာပြီးတော့ငွေကြေးအမြတ်စွန်းနေရလဲပိုပြီးတော့များလာခဲ့တယ်။အဲ့ဒီအချိန်မှာ Mitsubishi မှာက
သင်္ဘောပေါင်း60စင်းကိုပိုင်ဆိုင်ထားပြီးတော့ဂျပန်တနိုင်ငံလုံးမှာရှိတဲ့မီသင်္ဘောစုစုပေါင်းရဲ့83%ကိုလက်ဝက်ကြီးအုပ်ထိန်းချုပ်ထားနိုင်တဲ့အထီးကိုအင်အားကြီးမားခဲ့တယ်။သင်္ဘောလုပ်ငန်းတွေအောင်မြင်လာတာနဲ့အမျှမီဆူဘီရှီကသင်္ဘောတွေကိုကိုယ်တိုင်ပြင်ဆင်ဖို့နဲ့အသစ်တည်ဆောက်ဖို့လည်းလိုအပ်လာတယ်။ဒီချက်ကြောင့်ပဲလက်နက်နဲ့စက်မှုလုပ်ငန်းတွေကိုခြေလှမ်းစတင်ပြီးတော့ဝင်ရောက်လာခဲ့တယ်။1884ခုနှစ်မှာဆိုးရစီကနေနာဂါဆာကီကသင်္ဘောကျင်းကိုငှားရမ်းခဲ့တယ်။အဲ့ဒါကြောင့်ပဲအဲ့ဒီနေရာဟာဂျပန်ရဲ့ပထမဦးဆုံးခေတ်မီတမဏိသင်္ဘောတွေထုတ်လုပ်ရာနေရာဖြစ်လာတယ်။အရင်ကဆိုရင်စစ်တီတွေကိုတည်ယူပို့ဆောင်ရေးပဲလုပ်ခဲ့တဲ့မီဆူဘီရှီကနောက်ပိုင်းမှာအစိုးရအတွက်စစ်သင်္ဘောတွေစစ်လေယာဉ်တွေထုတ်ပေးတဲ့ကုမ္ပဏီတစ်ခုအဖြစ်ပြောင်းလဲလာခဲ့တယ်။သင်္ဘောတည်ဆောက်ရေးလုပ်ငန်းလည်းအရှိန်ရလာတာနဲ့အမျှသင်္ဘောတည်ဆောက်ဖို့အတွက်တန်တဲ့ကြောင်မီသွေးတွေလိုအပ်လာခဲ့တယ်။အဲ့ဒီအတွက်ကြောင့်မီဆူဘီရှီဟာတပ်ထုတွင်းလုပ်ငန်းတွေကိုပါဝယ်ယူပြီးတော့တိုးချဲ့လှုပ်ဆောင်ခဲ့တယ်။ဒီချက်ကြောင့်ပဲနောက်ပိုင်းမှာအစိုးရအတွက်လက်နက်ပစ္စည်းတွေထုတ်လုပ်ဖို့လိုအပ်တဲ့ကုန်ကျန်းထောက်ပံ့မှုကွင်းဆက်ပါအလိုလျောက်တည်ဆောက်ပြီးသားဖြစ်သွားခဲ့တယ်။20ရာစုနှစ်အစောပိုင်းကမ္ဘာစစ်ကာလတွေမှာမီဆူဘီရှီဟာဂျပန်ရဲ့စစ်တပ်အတွက်အဓိကလက်နက်ထောက်ပံ့တဲ့သူဖြစ်ခဲ့တယ်။အဲ့ဒီတုန်းကသူ့ရဲ့နာမည်က Mitsubishi Heavy Industry ဆိုတဲ့နာမည်နဲ့ဒီကမ္ဘာနာမည်ကျော်Zero Fighter တိုက်လေယာဉ်တွေကမ္ဘာအကြီးဆုံးစစ်သင်္ဘောကြီးဖြစ်တဲ့မူဆာရှီတို့ကိုသူတို့ကတည်ဆောက်ခဲ့တာပါ။သင်္ဘောလုပ်ငန်းကနေရရှိတဲ့အကျိုးမြတ်တွေကိုအသုံးပြုပြီးတော့ဒီလေယာဉ်ထုတ်လုပ်ရေးတွေအင်ဂျင်ထုတ်လုပ်ရေးနဲ့နောက်ပိုင်းဒီလျှက်စစ်ပစ္စည်းထုတ်လုပ်ရေးနယ်ပယ်တွေကိုပါတဖြည်းဖြည်းနဲ့ချဲ့ထွင်လာခဲ့တာဖြစ်တယ်။ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာဂျပန်နေစစ်ရှုံးပြီးတော့ဂျပန်ကိုသိမ်းပိုက်ထားတဲ့မဟာမိတ်တပ်တွေကမီဆူဘီရှီလိုမျိုးစစ်လက်နက်ထုတ်ပေးတဲ့မိသားစုပိုင်စီးပွားရေးအင်ပါယာကြီးတွေကစစ်မီးမွေးနိုင်တဲ့အင်အားစုတွေဖြစ်တယ်ဆိုပြီးတော့သတ်မှတ်ခဲ့ပြီးတော့ဒီ Mitsubishi Heavy Industry လို့ခေါ်တဲ့ကုမ္ပဏီအကြီးတစ်ခုကိုကုမ္ပဏီ136ခုအဖြစ်ကွဲထွက်အောင်အတင်းအဓမ္မခွဲထုတ်ခဲ့တယ်။အဲ့ဒီအပြင်ကိုဒီ Mitsubishi ရဲ့အနီရောင်သုံးပွင့်ဆိုင် logo ကိုလည်းသုံးပြုခွင့်ကိုပိတ်ခဲ့တယ်။ဒီတီထောင်သူဖြစ်တဲ့ Iwasaki Yataro တို့ရဲ့မိသားစုကိုလည်းကုမ္ပဏီရဲ့စီမံခန့်ခွဲမှုပိုင်းထိပ်ပိုင်းကနေမှဖယ်ရှားခဲ့တယ်။ဒီလိုမျိုးစိတ်မော်မွာခွဲခံရပြီးရဲ့နောက်ဂျပန်နိုင်ငံကလည်းစစ်ရှုံးပြီးတော့စစ်လက်နက်တွေထုတ်ခွင့်မရှိတော့တဲ့အတွက်မီဆူဘီရှီရဲ့စက်ရုံတွေကရုတ်တရက်အလုံးလက်မဲ့ဖြစ်သွားတယ်ပေါ့နော်။ဒါပေမဲ့သူတို့အသက်ဆက်နိုင်မှုအတွက်ဒီစက်မှုလုပ်ငန်းဘက်ကိုဝင်ရောက်ခဲ့တယ်။ဒီတိုက်လေယာဉ်တွေသင်္ဘောတွေထုတ်နေတဲ့နေရာကနေမှစက်ရုံတွေမှာစံကျိတ်ဆက်တွေအချုပ်ဆက်တွေဒီကလေးကစားစရာတွေနဲ့လေယာသုံးပစ္စည်းတွေကိုပြောင်းလဲပြီးတော့ထုတ်လုပ်ခဲ့တယ်။အရင်တုန်းကဒီZero Fighter တိုက်လေယာဉ်တွေကိုထုတ်တဲ့နည်းပညာတွေကိုအခြေခံပြီးတော့ဒီငိမ့်ချမ်းကာလနိုင်ငံအတွက်လိုအပ်တဲ့ဘတ်စကားတွေစပိန်တွေကိုထုတ်လုပ်ခဲ့တယ်။အဲ့ဒီအတွက်ကြောင့်ပဲဒီ Mitsubishi Motor ဆိုတဲ့ကုမ္ပဏီဖြစ်လာခဲ့တယ်။ဒီသူတို့ကဒီစိတ်မော်မွာခွဲခံရပေမဲ့လည်းဒီ136ခုသောကုမ္ပဏီတွေရဲ့ခေါင်းဆောင်တွေက Friday Club ဆိုပြီးတော့အပတ်စဉ်တောက်ကြနေတိုင်းမှာတွေ့ဆုံပြီးတော့တဦးနဲ့တဦးဖေးမမှုတွေတယောက်နဲ့တယောက်သတင်းချက်လက်ဖလှယ်မှုတွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်နေခဲ့တယ်1950ပြည့်နှစ်မှာဖြစ်ပွားခဲ့တဲ့ကိုရီးယားစစ်ပွဲကမီဆူဘီရှီအတွက်တော့အရန်အောင်ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုဖြစ်ခဲ့တယ်။အမေရိကန်တပ်ဖွဲ့တွေကဒီစစ်ပစ္စည်းပြင်ဆင်ဖို့နဲ့ထောက်ပံ့ရေးအတွက်ဂျပန်စက်မှုလုပ်ငန်းတွေကိုပြန်လည်ပြီးတော့အားကိုးလာရတဲ့1958ခုနှစ်မှာတော့ဒီခွဲထုတ်ခံထားရတဲ့မီဆူဘီရှီကုမ္ပဏီကမီဆူဘီရှီရှောဂျီဆိုတဲ့နာမည်နဲ့ပြန်လည်ပေါင်းစည်းခွင့်ကိုရခဲ့တယ်။1968ခုနှစ်မှာတော့ဒီ Heavy Industry လုပ်ငန်းစုကြီးတစ်ခုလုံးကတစ်ခုတည်းအဖြစ်ပြန်လည်စုစည်းနိုင်ခဲ့ပါတယ်ဒီစစ်ပြီးခေတ်ကာလမှာမီဆူဘီရှီကစက်မှုလုပ်ငန်းတွေမကဘဲနဲ့ငွေကြေးအင်ပါယာဘက်ကိုပါခြေလှမ်းနေဖြန့်ကျက်ခဲ့ပါတယ်ဒီမီဆူဘီရှီဘဏ်ကိုဖွင့်ပြီးတော့ဒီမီဆူဘီရှီအုပ်စုဝင်တွေကကုမ္ပဏီတွေခက်ခဲနေတဲ့အချိန်မှာငွေကြေးပံ့ပိုးပေးပြီးတော့ပြန်လည်ရှင်သန်စေခဲ့တဲ့အဓိကအင်ဂျင်အဖြစ်လှုပ်ဆောင်ခဲ့ပါတယ်အခုလက်ရှိမှာလည်းဒီ MUFJ ကဂျပန်နိုင်ငံရဲ့အကြီးဆုံးဘဏ်တစ်ခုဖြစ်နေတာဖြစ်ပါတယ်နောက်တစ်ခုအရန်ကိုအဓိကကြတဲ့အချက်ကတော့တိုကျိုမြို့ရဲ့အချက်ချကြတဲ့နေရာဖြစ်တဲ့မာရူနိုဥချီနယ်မြေမှာနယ်မြေအမြောက်များကိုဝယ်ယူခဲ့တဲ့အချက်ပဲဖြစ်ပါတယ်1890ပြည့်နှစ်တွေမှာဆိုလို့ရှိရင်အဲ့ဒီမြေတွေကမြေရိုင်းကြီးတွေတောကြီးပေါ့နော်အဲ့ဒီမြေတွေကိုဒီအစိုးရရှိကနေဝယ်ယူခဲ့တော့ကဆိုရင်လူတွေကဒီမြေရိုင်းကြီးကိုဘာလို့ဝယ်တာလဲဆိုပြီးတော့လှောင်ပြောင်ခဲ့ကြတာတွေတောင်ရှိပါတယ်ဒါပေမဲ့အခုဒီနေ့ခေတ်မှာတော့မာရူနိုဥချီနေရာဟာကမ္ဘာဈေးကြီးဆုံးနဲ့အချက်ချအကျဆုံး
စီးပွားရေးဇုံကြီးဖြစ်နေပါပြီနောက်တစ်ခု Mitsubishi ရဲ့စီးလုံးမှုကိုပြနေတဲ့အချက်ကကြတော့သူတို့ရဲ့ logo ဒီ3မြောက်ပုံနဲ့အနီရောင် logo ကနှစ်ပေါင်း150ကျော်ကြာတဲ့အထိတခါမှပြောင်းလဲမှုမရှိသေးဘူးပေါ့နော်ဒါယုံကြည်မှုရဲ့ပြရုပ်လည်းဖြစ်တယ်နောက်တစ်ခုကသူတို့ဒီ Friday Club မှာအမြဲတမ်းတွေ့ဆုံကြပြီးတယောက်နဲ့တယောက် Mitsubishi ရဲ့နာမည်ကိုထိန်းသိမ်းဖို့နဲ့ကူညီဖို့ညှိနှိုင်းတဲ့နေရာတစ်ခုကိုဖန်တီးထားတာကလည်းဒီ Mitsubishi ကိုပြိုကွဲမသွားအောင်ထိန်းထားနိုင်တဲ့လှုပ်ဝက်ချက်တစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲ့တော့အချုံအနေနဲ့ဒီ Mitsubishi ရဲ့သမိုင်းကြောင်းကနေအတူယူတဲ့အချက်တွေကိုပြောရမယ်ဆိုလို့ရှိရင်တော့အခွင့်အရေးဆိုတာစောင့်နေရတာမဟုတ်ပဲနဲ့ကိုယ်တိုင်သွားပြီးတော့ယူရတာဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်ဒီရတာတော့ကသူကိုယ်တိုင်မျိုးတက်ပြီးတော့ပညာသင်ခဲ့တယ်ဒီအစိုးရနဲ့အချိတ်ဆက်မိတဲ့အချိန်မှာလည်းဒီအခွင့်အရေးကိုအမိရစုပ်ကင်ပြီးတော့ဖန်တီးယူခဲ့တယ်ပေါ့နော်ဒီတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုကဒီဈေးကွက်ရဲ့အကြီးမားဆုံးလိုအပ်ချက်နဲ့ဘယ်နေရာမှာသွားဆုံတယ်လဲဆိုတာကိုရှာဖွေတတ်ဖို့လိုအပ်တယ်ကိုကဒီသင်းမောတွေလောက်တာကျွမ်းနေအဲ့အချိန်မှာဒီဈေးကွက်မှာဘာတွေလိုအပ်နေလဲဒါကိုသွားပြီးတော့ချိတ်ဆက်မိရဲ့အချိန်ရောက်လို့ရှိရင်တော့ဒါအောင်မြင်မဲ့အချိန်ပဲပေါ့နော်နောက်တစ်ချက်ကတော့ဒီ supply chain တစ်ခုလုံးကိုထိန်းချုပ်ခြင်းလို့ပြောရမှာပေါ့နော် Mitsubishi ကသူကအစမှာသင်္ဘောနဲ့တည်ယူပို့ဆောင်ရေးလုပ်တယ်ဒါပေမဲ့ဒီတည်ယူပို့ဆောင်ရေးကိုပဲဒီဇိုင်းမတ်လုပ်နေတာမဟုတ်ပဲနဲ့ဒီတည်ယူပို့ဆောင်တဲ့နေရာမှာလိုအပ်တဲ့သင်္ဘောတွေကိုကိုယ်တိုင်ဆောက်လုပ်ဖို့လုပ်တယ်ဒီသင်္ဘောတွေကိုကိုယ်တိုင်ဆောက်လုပ်ဖို့လုပ်ပြီးတာကနေမှတက်ဆင့်တက်ပြီးတော့ဒီသင်္ဘောတွေကိုဆောက်ဖို့အတွက်လိုအပ်တဲ့တမန်နည်းတွေကိုပါထုတ်လုပ်ဖို့အတွက်တတ်တူတွေတွေကိုဝယ်ယူတယ်နောက်တကယ်ကိုယ်တိုင်ပတ်စံလိုလာတဲ့အချိန်မှာလဲကိုယ်တိုင်ဘန်တကူတီထောင်လိုက်တယ်ဒါမျိုးတွေပေါ့နော်။ तू ကလုပ်ငန်းကိုအများကြီးတစ်ခုတည်းကနေမှချဲ့ထွင်သွားပြီးတော့အကုန်လုံးကိုဖြန့်ကျက်ထားလိုက်တဲ့သဘောပုံစံမျိုးပေါ့နော်။ဒါလည်းစီးပွားရေးလုပ်ငန်းရှင်တွေအတွက်အတူယူစရာအချက်တစ်ခုဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကဒီအစိုးရအကောင့်ကိုရှာဖွေခြင်းဒီစစ်ရှုံးပြီးတဲ့နောက်မှာတော့မှဒီတိုက်လေရင်နေထုတ်တဲ့စက်ရုံကနေအချုပ်ဆက်တွေဗစကားတွေပြောင်းထုတ်ခဲ့တာပေါ့နော်သူ့ကိုအစိမ့်စိမ့်မွန်မွာခွဲခံလိုက်ရတော့မှစိတ်ဓာတ်မကျသွားဘူးငါတော့ထုတ်เสียမရှိတော့ဘူးလုံးเสียအလုံးမရှိတော့ဘူးဆိုပြီးတော့လုံးဝပြိုလဲသွားတာမျိုးမဟုတ်ပဲနဲ့ကိုကျွမ်းကျင်တဲ့အတတ်ပညာတွေကနေနီးပညာတွေကနေမှလူတွေအတွက်အကျိုးရှိမယ်နိုင်ငံအတွက်အကျိုးရှိမယ်စက်မှုပစ္စည်းတွေကိုပြောင်းလဲပြီးတော့ထုတ်လုပ်ခဲ့တယ်ဒါလည်းအတူယူစရာအချက်တစ်ခုဖြစ်တယ်ပြောရမယ်ဆိုရင်တော့ကိုကတခုခုပြိုလဲသွားတယ်အလုံးလက်မဲ့ဖြစ်သွားတယ်ဆိုလို့ရှိရင်တော့မှစိတ်ဓာတ်မကျနေပဲနဲ့ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုလူတွေကပြန်ကြည့်ဖို့လိုအပ်တယ်ဒီကျွမ်းကျင်မှုတွေတဲကနေမှငါဘာလှုပ်ရှားလို့ရသေးလဲလူတွေအတွက်အကျိုးရှိဖို့ငါဘာလှုပ်လို့ကင်လို့ရသေးလဲဆိုတာကိုပြန်ကြည့်လို့ရတယ်ဆိုတဲ့သဘောဖြစ်တယ်နောက်တစ်ခုကယင်းနှိမ့်မြုပ်နှံခြင်းဆိုတာကလူတိုင်းမှာရှိတဲ့ငွေကြေးအသိပညာအတတ်ပညာတစ်ခုဖြစ်တယ်ဒီ Mitsubishi ရဲ့သင်ခန်းစာမှာကြည့်မယ်ဆိုရင်ဒီ Maruno Uchi ကမြေရိုင်းတွေကိုလူတွေလှောင်ပြောင်နေတဲ့အချိန်မှာတော့သူဝယ်ယူခဲ့တယ်ဒါပေမဲ့အခုလက်ရှိမှာဆိုရင်ဒီ Maruno Uchi ကမြေတွေကကဘာပေါ်မှာလုံးဝမြေဈေးအကြီးဆုံးစီးပွားရေးအချက်ချာကြဆုံးနေရာတွေဖြစ်လာနေပြီပေါ့နော်နောက်တစ်ချက်ကစီးလုံးညီညွတ်မှုနဲ့ brand ကိုတန်ဖိုးထားခြင်းပေါ့နော် Mitsubishi ကသူ့ကိုဖြိုခွဲခံရပြီးတဲ့နောက်မှာတော့ Friday Club လိုမျိုးလှုပ်ဝက်တွေးဆုံတဲ့စီးဝေးမျိုးတွေကိုလုပ်ခဲ့တယ်ပေါ့နော်ဒါကတယောက်တည်းအောင်မြင်မှုထက်ကိုယ့်ပတ်ဝန်းကျင်မှာယုံကြည်ရတဲ့ network တစ်ခုကိုတည်ဆောက်ထားတာဘလောက်ပဲပြိုကွဲသွားပါစေအားလုံးကအမြဲတမ်းစီးလုံးနေတဲ့ယုံကြည်မှုကတစ်ခုတည်းဆိုတဲ့အကာအကွယ်လည်းဖြစ်စေပါတယ်ဒီ Mitsubishi ရဲ့သမိုင်းကြောင်းကနေမှအချုံတွေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီရတာတော့ကစင်းရဲတဲ့ဘဝကနေလာတာတော့မှစိတ်ဓာတ်မကျပဲနဲ့မဆုံးမနစ်စူးစမ်းတယ်နောက်ပိုင်းမှာဒီ Mitsubishi ဆိုပြီးတော့အောင်မြင်ပြီးနောက်မှာဖြိုခွဲခံရတဲ့အချိန်မှာလဲဒါတယောက်နဲ့တယောက်အမြဲတမ်းယုံကြည်မှုရှိတယ်စီးလုံးခြင်းရှိတယ်ပေါ့နော်အဓိကကတော့ယုံကြည်မှုရဲ့မျှော်လင့်ချက်တစ်ခုတည်းကိုအားလုံးကယုံကြည်ပြီးတော့သွားနေကြတယ်ဆိုတော့mindset ပေါ့နော်ဒီအတွေးကြောင့်ပဲသူတို့တွေပြန်ပြီးတော့ပေါင်းစည်းနိုင်ခဲ့လို့ထင်တယ်ကျမတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အစိတ်မွန်အောင်တကယ်ကိုပြိုကွဲနေတာပေါ့နော်ဒီအင်္ဂလိပ်လက်အောက်ကလွတ်ပြီးတဲ့အချိန်တည်းကသူတို့တွေသွေးခွဲသွားခဲ့တဲ့ဒီတိုင်းရင်းသားတွေကအစအခုလက်ရှိဒီစစ်အာဏာရှင်အုပ်ချုပ်ရေးအထီကိုဒီစိတ်မွန်ပြိုကွဲနေတာတွေကအခုချိန်ထိကိုမပြီးပြတ်သေးဘူးပေါ့နော်အဲ့တော့ဒီ Mitsubishi ဥပမာမှာဆိုလို့ရှိရင်စီးလုံးညီညွတ်မှုကအဓိကပဲအောင်မြင်ခြင်းပဲဆိုတာသက်သေပြနေတယ်လို့ကျမကတော့ထင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုဒီအချုပ်စကားလေးနဲ့ပဲရပ်ထားလိုက်ချင်ပါတယ်
ဒီလိုမျိုး podcast လေးတွေကိုဆက်ပြီးတော့နားထောင်ခြင်းနဲ့ဆိုလို့ရှိရင်ကျမတို့ရဲ့ Daily Talk Channel လေးကို like and subscribe လေးနဲ့ support လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးအဆုံးထိကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ရှင်